ကျမ်းမြေကိုဖောက်ပြီးတော့ပေါ့နော်ဒါကြားရဲ့ကျမ်းမြေကိုဖောက်ပြီးတော့အောက်မှာဒါပြီးမိနေတဲ့ဟုတ်ကျွန်တော်တို့ဒီမဲ့ဟွာတိုင်းမဲ့သူတော့ဒါလူနာကိုဒီလေအောက်စီဂျင်ပေးပါမယ်အောက်စီဂျင်ပေးမယ်အောက်စီဂျင်ငါဘယ်လိုလဲရဒီဒီကူပါလားဟောလေးလိုက်ရတယ်ဓာတ်မရိုက်တာပဲဘာလို့လုပ်လို့ရမလုပ်ရပါနဲ့ဒီသိမ်းမှလေးရတော့တယ်ပါလိမ့်ရင်ခဲ့နော်ဝတ်တယ်ဟိုဖြစ်လို့ဟောဒီလိုဟုတ်ပါတယ်စာရတယ်